မင်းမျက်ရည်တွေကိုအခုတုတ်လိုက် ဒါပေမဲ့ မင်းပါဇက်ကိုပိတ်မင်းစံတောင်ကမေးနေတာမဟုတ်ဘူး ကျမရှိကိုမချစ်ဘူး မင်းမချစ်လဲမင်းလက်ထပ်ရမယ့်သူကငါပဲ ကျမချစ်တာရှင်အကို ငါလောက်တောင်တာနာမှုမရှိတဲ့သူကိုဘာလို့မင်းကသူ့မသူဖြစ်နေရတာလဲရုပ်ရည်ငွေကြီးအကုန်လုံးငါသူ့ထက်သားတယ်ဒါအောင်ဘာလို့မင်းရွေးချယ်တာသူဖြစ်နေရတာလဲ ရှင်နဲ့ရှင်တော့သူ့ရဲ့ရရှုံးပါတယ်ကျမရုပ်ရည်ငွေကြီးကိုချစ်တာမဟုတ်သူ့ကိုပဲချစ်တာသူ့မို့လို့ချစ်တာအဲ့လိုပဲမချစ်တာကလည်းရှင်ဖြစ်နေလို့မချစ်တာ တိတ်ကိုချစ်နေလိုက်တာမင်းချစ်နေတဲ့သူကအခုဆိုရင်ဘယ်သူမှမသိနိုင်မကြားနိုင်တဲ့နေရာလေးတစ်ခုမှာ ရှင်သူ့ကိုဘာလုပ်လိုက်တာလဲသူကရှင်အကိုနော်နှလုံးသားရောရှိသေးရဲ့လား ကိုတိတာပေါ့သူကကိုအကိုဆိုတာနောက်ပြီးကိုတိတာကမင်းကကိုဇနီးလောင်ဆိုတာ သူ့ကိုထိခိုက်အောင်မလုပ်ပါနဲ့လုပ်ပေးပါတောင်းပါရဲ့လုပ်ပေးပါ ဒါဆိုကိုဇနီးလောင်လေးကမင်းပေါ့ဟုတ်သလားအဲ့နေရာကိုကြည်ပြီးရလား ကျမ ကဲသွားစရာနေရာပေါ်လာပြီပဲမပြီးသေးတဲ့ကိစ္စတစ်ခုသွားရှင်းရတော့မယ်ထင်တယ် ကျမရှင်းစနေပါကျမချီယူပါရဲ့ Good job မင်းရဲ့ရွေးချယ်မှုမှန်ကန်တယ်ကဲအခုညဲ့တွေတုပ်ပြီးလှလှလေးပြင်ပြီးထွက်